ကဲဒီကနေ့ဒီလူတွေရဲ့ကဘာကြီးဟာဘယ်ပုံပြက်သွားပြီဘယ်ပုံစတော့ဆိုတော့ပြက်တာကိုတော့အကျယ်မပြောတော့ဘူးကဘာကြီးဟာဘာနဲ့ပြက်တုံးဆိုရင်မီးလောင်လို့လည်းပြက်တယ်ရေကြီးလို့လည်းပြက်တယ်လေတိုက်လို့လည်းပြက်တယ်လေဆိုတာတမန်လေမဟုတ်ရှိသမျှအကုန်လွင့်သွားအောင်ပြင်းထန်တဲ့လေမုန်တိုင်းကြီးတိုက်လိုက်လို့ရှိရင်ရုပ်ဝတ္ထုတွေဘာမှမကြံအောင်အတုံးခဲတွေဘာမှမကြံအောင်လွင့်သွားအောင်တိုက်တဲ့လေမျိုးကဘာကြီးဖြတ်တဲ့လေမီးကလည်းပဲပြားတောင်မကြံအောင်လောင်လိုက်တဲ့မီးရေကလည်းပဲအကုန်လုံးလွှမ်းပြီးတော့အတုံးခဲတစ်ခုမှမကြံအောင်ဖြတ်စည်းတဲ့ရေနော်ကဘာဖြတ်အရာအင်အားစုကြီး၃ခုကရေရယ်လေရယ်မီးရယ်အဲ့ဒီ၃ခုတွေကတစ်ခုခုဖြတ်သွားလို့ဒီကနေ့လူတွေရဲ့ကဘာကြီးတစ်ခုလုံးဟာပျောက်သွားဟောဒီဗဒကဘာကကုသန္တမြတ်စွာဘုရားမတိုင်ခင်ကလူလောကလူကဘာကြီးစัจ java လာ1000တပြိုင်နဲ့တခါလဲပျောက်သွားကဘာလောကကြီးအလေကပျောက်သွားပြီဘာဖြစ်တုံးဆိုရင်အာကာသဟင်းလင်းမြေကြီးပဲရှိတယ်အဲ့ဒါလို့ကဘာကြီးပြက်နေပြီဆိုလို့ရှိရင်လူသားတွေပဲရောက်ကုန်တော့ဆိုတော့ကဘာမပြက်ခင်ကတည်းကကဘာပြက်တော့မယ်ဆိုတဲ့သတင်းစိုးကြီးကပေါ်နေတော့လူတွေဟာကြောက်เสียရှိရင်ကြောက်တတ်သည့်အတွက်ကြောင့်ကိုချင်းတရားတွေပိုကောင်းပြီးတရားဓမ္မတွေချင်းညာလို့သိတဲ့အခါမြမပြည်ဖြစ်ကုန်ရတယ်လို့ပြောမေတ္တာဘာဝနာပွားပြီးသိတဲ့အခါဘယ်ရောက်တော့ဆိုအာဘတ္တရမြမပြည်ကိုရောက်သွားကြတယ်အဲ့ဒီအာဘတ္တရမြမဘုံရောက်တဲ့အချိန်မှဟောဒီကဘာကြီးကပျက်စီးသွားဘာမှမကြံအောင်ပျက်စီးသွားပျက်စီးသွားပြီးတော့နောက်ဒီကဘာကြီးကဘယ်ပုံပြန်တည်လာတော့ဆိုရင်မိုးကြီးမရက်မနားရွာလိုက်တာရွာချလိုက်တဲ့မိုးဟာအာကန္တလဟာပြင်ကြီးထဲမှာရွာချတဲ့မိုးဖြစ်လို့အောက်ကလေတူကြီးကခံထားတော့မိုးပေါက်ကြီးတစ်ခုတည်းဖြစ်ဒါကဒီကဘာလုံးကြီးဖြစ်လာဖို့အတွက်မိုးရေပြင်ကြီးတစ်ခုတည်းဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အချိန်မှာနှစ်ပေါင်းများစွာကြာလာပြီဆိုတဲ့အခါမှာဟောဒီကဘာကြီးကအလင်းရောင်မရှိဘဲနဲ့လုံးဝမဲမှောင်နေတယ်ရေပြင်ကြီးပဲဖြစ်နေတယ်အဲ့ချိန်ရေပြင်ကြီးကလွှမ်းနေတယ်ကုန်းဆိုတာတခုမှမပေါ်သေးဘူးအဲ့ဒီချိန်မှာရေပြင်ကြီးကလွှမ်းပြီးတော့မှောင်တိဖြစ်နေတဲ့အချိန်အဲ့ဒီချိန်မှာလူသားတွေစပေါ်လာလူသားတွေဘယ်ပေါ်စပေါ်တော့ဆိုရင်ဘယ်ကလာတော့ဆိုလို့ရှိရင်ခုနအဘတ္တရဘုံရောက်သွားတဲ့ဗြဟ္မာတွေတဲကနေပြီးတော့သက်တမ်းစေ့တဲ့ဗြဟ္မာတွေကစွတ်တည်စိတ်ကြပြီးတော့ဟောဒီလူဘုံလူဌာနဖြစ်လာမဲ့အာကာသလေဟာပြင်ကြီးထဲမှာရေပြင်ကြီးဖြစ်နေတဲ့မှောင်မဲနေတဲ့နေရာတစ်ခုပေါ်မှာကောင်းကင်မှာလာပြီးတော့တတ္တဝါလာဖြစ်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဗြဟ္မာတွေလိုပဲသူတို့မှာသူတို့ရဲ့ခန္ဓာကိုယ်ကစိတ်ဓာတ်ကဖန်ဆင်းထားတဲ့ခန္ဓာကိုယ်မနောမယတယံပပကိုယ်ရောင်ကိုယ်ဝါတွေနဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါတွေနဲ့အစားအစာကလည်းပိဋိဘက္ခသူတို့စိတ်ထဲမှာအမြဲတမ်းပြောနေတော့ပိဋိပဲစားနေကြတယ်ပိဋိတာနဲ့အစာဆိုတာတခြားအစာမရှိဘူးလို့ပြောတာနော်ကျင့်တဲ့နှစ်ပျော်ရွှင်ပြီးတော့ဒီလိုနေကြတယ်အန္တလိခဆိုတာသူတို့နေတဲ့နေရာအောက်ကရေပြင်ကြီးနဲ့ကောင်းကင်ဒါပဲရှိတယ်အဲ့ဒါကြောင့်မလို့သူတို့နေတဲ့နေရာကကောင်းကင်ကျွန်းမှာပဲနေကြတယ်ဒါပထမဆုံးလူသားတွေပထမဆုံးလူသားတွေဟာမနောမယစိတ်ကနေဝေးဖွာလာတဲ့ရုပ်ခန္ဓာအမတန်နုညံ့သိမ်မွေးတဲ့ရုပ်ခန္ဓာတယံပပကိုရောင်ကိုဝါတွေနဲ့ကိုယ်ပိုင်အလင်းရောင်တွေနဲ့နေကြတယ်ပိဋိဘက္ခပိဋိဆိုတဲ့အစာကိုစားတယ်အန္တလိခဆိုတာကောင်းကင်ဘုံမှာသွားလာနေကြတယ်နှစ်ပေါင်းဘယ်လောက်ကြာလဲဆိုတော့မပြောနိုင်တော့အောင်နှစ်ပေါင်းများစွာဒါကဘာဥကလူသားတွေရဲ့အဆင့်တန်းဟာကြည့်နော်ကောင်းကင်သွားတယ်ပိဋိကိုသာစားတယ်ကိုရောင်ကိုဝါတွေနဲ့နေကြတယ်
အဲ့ဒီအဆင့်တန်းပထမဆုံးလူသားဒါပြမမဟုတ်ဘူးသူတို့ကလူသားတွေနောက်နှစ်ပေါင်းကြာတဲ့အခါကျတော့ဘာဖြစ်လာလဲလို့ဆိုတော့ခုနကမ္ဘာမြေပြင်ရေပြင်ကြီးကဘာဖြစ်လာလဲဆိုတော့ဒါနှစ်ပေါင်းကြာတဲ့အခါကျတော့ရာသီဥတုကြောင့်ပြောင်းလဲမှုတွေဖြစ်လာရေပြင်ပေါ်မှာဘာဖြစ်လာတော့လို့ဆိုနွားနို့ကိုကြိုထားပြီးတော့အေးခံလိုက်တဲ့အခါမှာအပေါ်မှာမလိုင်လေးတွေတက်လာတာရှိတယ်ပေါ့ရှိပါတယ်ဗျာအဲ့ဒါလိုပဲရေပြင်ပေါ်မှာမလိုင်တက်တယ်လို့ပဲအမာလေးတက်လာတယ်တဖြည်းဖြည်း cream ခေါ်တဲ့အမာလေးတွေတက်လာအဲ့ဒါလိုရေပြင်ပေါ်မှာအပေါ်ယံကြောလေးတင်းလာအပေါ်ယံကြောလေးတင်းလာတဲ့အခါကျတော့ကောင်းကင်မှာလှည့်လည်သွားလာနေတဲ့လူသားမျိုးတွေကဘာဥလူသားတယောက်ကဟိုဘွားတုန်းကလည်းသူကစူးစမ်းတတ်တဲ့ဓလေ့ရှိတယ်ပေါ့လေအခုကျတော့လေအဲ့ဒီရေပြင်ပေါ်မှာအခုလိုမလိုင်တက်တယ်လို့တက်နေတဲ့အရာလေးကိုသူကမြင်တယ်အစင်းရောင်ကထောပတ်နဲ့အလားတရံတူတယ်အနံ့ကလည်းပွေးချိုင်နေတယ်အဲ့တော့သူကအစင်းလေးကလည်းလှတယ်အနံ့လေးကလည်းကောင်းတယ်အရသာဘယ်လိုရှိမလဲလို့လက်ကလေးနဲ့တို့ပြီးတော့ရက်ကြည့်တယ်ရက်ကြည့်တဲ့အခါကျတော့အရသာကလည်းပြားရည်ရတာလို့အမတန်ချိုးတယ်ချိုးတော့သူရက်ကြည့်လိုက်တဲ့အခါရှာဝတင်လိုက်တဲ့အခါမှာအရသာတစ်မျိုးသူခံစားရတယ်ပေါ့အရင်တော့ကတော့ပီတိနဲ့နေတာလေအစာမစားဘူးဒါပထမဆုံးအတွေ့အကြုံတစ်ခုပဲပထမဆုံးအတွေ့အကြုံတစ်ခုအဲ့ဒါလေးကိုရက်ကြည့်လိုက်တဲ့အခါတစ်ကုလုံးစိတ်သွားပြီးတော့အရသာတစ်မျိုးခံစားရတော့သူကြိုက်သွားတယ်ဘာဖြစ်တာတော့ဆိုစားခြင်းနဲ့တဏှာအာသာတွေဝင်လာတယ်တဏှာထပ်ပေါ်လာတယ်လို့ပြောတယ်ဒါဒီချိန်မှာအစာစားလို့တဲ့တဏှာဓာကထပ်ပြီးဝင်လာတယ်အဲ့တော့သူ့ကိုနမူနာယူပြီးကြံတဲ့လူတွေကလည်းဟေ့တကယ်ချင်းမလုပ်တာတော့ဒီမဲ့ဒါလေးမြေးချီစံကောင်းတယ်မင်းရက်ချီစံဟိုလူကလာလက်ချောင်းလေးနဲ့တို့ရက်ချီဒီလူကလာလက်ချောင်းလေးနဲ့တို့ရက်ချီနေရက်ကြည့်ရင်ကနေပြီးတော့အရသာရှိမှန်းသိလာတဲ့အခါကျတော့လက်နဲ့ကောပြီးတော့စားကြတဲ့အဆင့်ရောက်လာကြတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်လူဆိုတာတယောက်လို့ရင်လိုက်လုံးတတ်တဲ့အကျင့်ရှိတယ်လေအဲ့ဒါစားလိုက်ကြတာဘာဖြစ်သွားတော့ဆိုပီတိရင်စားနေတော့ကခန္ဓာကိုယ်ကအယောင်တွေထွက်တယ်တဲ့အဲ့ဒီရတပထဝီလို့ခေါ်တဲ့ရေပေါ်စီလေးကိုစားလိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုခန္ဓာကိုယ်ကအယောင်တွေပျောက်ကုန်ဘာဖြစ်လို့အစာစားတဲ့အခါကျတော့ခဏမနောမယဆိုတဲ့စိတ်နဲ့ဖန်တီးထားတဲ့ရုပ်ကိုယ်ကြီးကကျန်းလာတဲ့အခါကျတော့အယောင်တစ်ဖြည်းဖြည်းမှိန်သွားတယ်လို့ဒီလိုဆိုနော်ကဲလူသားတွေဟာကြည့်ငကိုယ်တော့ကကိုရောင်ကိုဝါတောက်ပနေတဲ့လူသားတွေဟာအယောင်ပျောက်သွားတယ်ဘာကြောင့်အယောင်ပျောက်အစာစားခြင်းနဲ့တဏှာကြောင့်ပျောက်တာတဲ့ကဲဟုတ်ကဲ့ဟုတ်ပါဗျာတဏှာဆိုတဲ့ဒီသဘာဝတရားဝင်လာတာဟာလူခန္ဓာကိုယ်ကကိုရောင်ကိုဝါတောင်ပျောက်သွားစေနိုင်တယ်အဲ့ဒီတော့ပျောက်သွားရောပျောက်သွားပြီးတော့အဲ့ဒီရတပထဝီဆိုတဲ့မြေစီကိုစားပြီးတော့လူတွေဟာနှစ်ပေါင်းအကြာကြီးဒီတိုင်းဆက်ပြီးတော့သွားနေကြအဲ့တော့ကိုရောင်ကိုဝါဒီပျောက်သွားတဲ့အခါဘာဖြစ်လဲအမှောင်ကြီးကျသွားအမှောင်ကြီးကျသွားတော့သူတို့လန့်သွားတယ်ဟောကြောက်ကြအဲ့ဒီအချိန်မှာကဘာကြီးကပြန်ပြီးတော့တီထွန်းလာတယ်အံ့ဩစရာကောင်းတဲ့အလင်းအောင်ရှိတဲ့နေကြီးတစ်ခုပေါ်လာတယ်ဟောသူတို့ရဲ့ကံကြမ္မာကြောင့်အရှိကခုခေတ်လို့ဆိုရင်ဂျိုးတစ်ခုပေါ့နော်ကောင်းကင်ကနေပြီးအယောင်ဝါရှိတဲ့နေကြီးပေါ်လာတယ်နေကြီးပေါ်လာလို့သူတို့စိတ်ထဲမှာရဲဝတ်တဲ့စိတ်တွေပေါ်လို့နေကိုသူရိယလို့နာမည်ပေးထားတာသူရဆိုတာရဲရင်နဲ့ဆိုတဲ့အဓိပ္ပာယ်ပဲရဲရင်မှုကိုဖြစ်စေတတ်သောကြောင့်သူရိယရဲရင်စေတဲ့အလင်းရောင်ပဲလို့အလင်းရောင်ကြီးပေါ်လာတော့သူတို့အင်အားတွေတက်ကြွပြီးတော့လူတွေကရဲရဲဝံ့ဝံ့ဖြစ်လာကြ
လေကြီးကလည်းထွက်လာပြီးတော့တဖြည်းဖြည်းနဲ့ဝင်သွားညနေချိန်ဝင်သွားတဲ့အခါအလင်းရောင်ကပျောက်သွားအမှောင်ပြန်ရောက်လာမှောင်ပုံရတဲ့အခါကျတော့လူတွေကတောင်းတကြတယ်နေ့လယ်ကအဲ့ဒီအလင်းရောင်ကြီးတစ်ခုရရင်ကောင်းပါပဲဆိုပြီးတော့နေလောက်မတောက်ပါတဲ့အေးချမ်းတဲ့လဆိုတာပေါ်လာခဲ့တယ်လူတွေရဲ့ဆန္ဒအရာပေါ်လာတာမို့ဆန္ဒကနေစန္ဒလဆိုတာဖြစ်လာတယ်ဟောဒါကဘာဥကနေရီလာတွေပေါ်လာတာနဲ့တပြိုင်တည်းနက်ခတ်တွေတာယာတွေကောင်းကင်ကြီးတစ်ခုလုံးမှာအလင်းရောင်တွေပေါ်လာခဲ့ကြတယ်အဲ့ဒါဟာလူလောကကြီးကစတင်လာတဲ့သဘောပါတဲ့အဲ့ဒီချိန်ကကဘာဥလူသားနောက်ဒီလိုနဲ့လူတွေဟာမြေစီကိုစားရင်နဲ့ခန္ဓာကိုယ်ယုတ်ကြီးရတဖြည်းဖြည်းကျန်းတယ်ကျန်းလာတယ်တဏှာတွေကလည်းစားခြင်းနဲ့အာသာတွေကလည်းပို့ပြီးတော့များလာကြအဲ့ဒီတဏှာဆိုတဲ့အဋ္ဌမတရားထွန်းကားလာသည့်အတွက်ကြောင့်ဘာဖြစ်သွားတော့ဆိုမြေစီကတဖြည်းဖြည်းနဲ့ကွယ်သွားဒါကဘာကြီးရဲ့ပြောင်းလဲမှုလည်းဖြစ်နိုင်တယ်ပေါ့နော်ဇာတိဝုဒ္ဓပြောင်းလဲမှုတဖြည်းဖြည်းပြောင်းလာသူတို့ရဲ့တဏှာကြောင့်ဒါပြောင်းလဲသွားတယ်ဘာတွေပြောင်းလာတော့ဆိုမြေစီကွယ်သွားတဲ့အခါကျတော့မြေလွှာဆိုတာပေါ်လာတယ်ဘူမိပတ္တကလို့ခေါ်မှုပွင့်နေလို့မြေလွှာတွေပေါ်လာအဲ့ဒီမြေလွှာကလည်းအယောင်ဆင်းကထောပတ်ရောင်ပဲအနာကလည်းမှုကြိုင်တယ်အရသာကပြားရည်ရတာလို့ချိုးတယ်ရေစီကုံသွားတော့လူတွေကညီးကြတယ်သိကောင်းတဲ့အရသာတို့ပျောက်သွားပြီတို့မကောင်းတဲ့စိတ်တွေကြောင့်မို့လို့ဒါပျောက်ရတယ်လို့ဆိုပြီးတော့ဝိုင်းပြီးညင်းညူကြတယ်သူတို့ကအားလျော်ဆိုတာမြေလွှာကြီးတွေပေါ်လာတဲ့အခါမြေလွှာကိုဆက်ပြီးတော့စားကြတယ်ကြည့်မရနိုင်တော့ဘူးလူတွေကအစာအာဟာရပေါ်မှာတတ်မဲ့လို့မရနိုင်ကြတော့မရနိုင်တော့ခဏအထိရက်လို့ရရလားမရဘူးခုဆိုရင်လူတွေစားတဲ့အစာတွေကဘလောက်ဆန်းလို့နော်တဖြည်းဖြည်းတိုးချဲ့လာတယ်လူတွေကအစာရက်သွားတယ်မရှိဘူးငါးတောင်မှဘလောက်မျိုးစုံလို့ဟုတ်လားရိုးငါးမယ်မစားဘူးစီဖုဆိုပြီးတော့ကပင်လဲငါးတွေမျိုးစုံကိုအကုန်စားကြံ့ဖန်ဖန်စားတယ်မစားတဲ့အစာမရှိသလောက်ဖြစ်သွားပြီတဖြည်းဖြည်းတိုးချဲ့လာဖို့ပြောပါတယ်လူတွေကအဲ့တော့ရေလွှာကိုစားပြီးတော့လူရဲ့တက်တန်းဟာရှိကြစွာဒီလိုနှစ်ပေါင်းများစွာနေကြတယ်ခန္ဓာကိုယ်ကလည်းရုပ်ကပိုပြီးတော့ကြမ်းလာတယ်ရုပ်ခန္ဓာကိုယ်ကြီးကပိုကြမ်းလာတယ်အဲ့တော့ပိုကြမ်းလာတဲ့အခါကျတော့တဏှာတွေကလည်းပိုပြီးတော့များလာတယ်စားခြင်းနဲ့အာသာဆန္ဒတွေပိုကြီးလာတယ်ဒါနဲ့မြေလွှာကလည်းတဖြည်းဖြည်းနဲ့ပျောက်သွားကြပျောက်သွားပြီးတော့ဘာတွေ့တော့ဆိုပဋ္ဌာလတ္တာဆိုတဲ့မြေနွယ်ကွန်းနွယ်တွေလို့မြေကြီးပေါ်မှာနွယ်ပင်တွေလို့ဟာမျိုးပေါ်လာအဲ့ဒီနွယ်တွေကလည်းပဲတဲ့အယောင်ကထောပတ်လိုပဲတဲ့အနံ့ကမှုကြိုင်တယ်စားကြည့်လို့ရှိရင်ချိုးတယ်တဲ့ပြားရည်လို့အဲ့တော့ရေလွှာတွေကုန်သွားတော့မြေနွယ်ကိုဆက်ပြီးတော့စားကြပြန်တယ်စားလို့တဲ့စိတ်ကမကုန်ကြဘူးဆက်ပြီးတော့စားကြတဲ့အခါလူရဲ့ခန္ဓာကိုယ်တွေကပို့ပြီးတော့ကျန်းလာတော့ဘာတွေဝင်လာတော့ဆိုလို့ရှိရင်လူတွေမှာဘာတွေဖြစ်လာတော့ဆိုရင်လူရဲ့ခန္ဓာကိုယ်တွေရုပ်တွေကကြမ်းတမ်းလာတော့လှတဲ့လူကလှတယ်မလှတဲ့လူကမလှဘူးဆိုပြီးတော့လှမလှကွဲလာတဲ့အခါဘာဖြစ်တော့ဆိုရင်မလှတဲ့လူကလှတဲ့လူပေါ်မှာမမောက်မနာလို့တယ်လှတဲ့လူကမလှတဲ့ပေါ်မှာမာနချီးတယ်မာနတွေတက်လာတယ်ခေါဏတဏှာပြီးတော့ဘာဖြစ်လာတော့မာနအကုသိုလ်တစ်မျိုးဝင်လာပြန်တယ်ပြန်ပြီးတော့လူတွေအဲ့ဒါလိုကနေပြီးတော့လူရဲ့အစားအစာတွေကပြောင်းသွားရင်နောက်ဆုံးမှာမြေလွှာတွေမြေနွယ်တွေကွယ်သွားတဲ့အခါကျတော့ဘာပေါ်လာတော့ဆိုလို့ရှိရင်မချက်ရတဲ့တလေးစပါးအပင်ကနေတီးတယ်အပေါ်ကအခွန်မပါဘူးခွဲမပါဘူးစပါးသီးတီးပေးတယ်ပေါ့အဲ့ဒီစပါးသီးကအသားလေးအသီးလေးတွေကိုချွေစားရုံပဲ
အဲ့ဒါလိုနီးနဲ့စားကြလူတွေကအစာကိုရက်လို့မရသည့်အတွက်ကြောင့်ဆက်ပြီးတော့စားကြအဲ့ဒီအသီးစားတဲ့အခါကျတော့စဘာတွေကိုစားတဲ့အခါကျတော့ခုနကပြောတဲ့လူရဲ့ရုပ်ခန္ဓာကိုယ်ကလည်းပို့ပြီးတော့ကျန်းလာတယ်လှတာမလှတာလည်းပို့ပြီးတော့ကွဲပြားလာတယ်ကွဲပြားလာသည့်အတွက်ကြောင့်လှသူကမလှသူပေါ်မှာမာနတွေပို့ထားလာတယ်ဟောအကုသိုလ်တွေကပို့ပြီးတော့လွှမ်းမိုးလာသည့်အတွက်ကြောင့်လူသားတွေရဲ့အခြေအနေဟာတဖြည်းဖြည်းဆုတ်ယုတ်သွားလိုက်တာမာနတွေကိုရင်းဖြစ်သည့်အတွက်ကြောင့်ဒီသလေးစဘာတွေစားရင်နဲ့လူတွေဘာဖြစ်လာတော့ဆိုလို့ရှိရင်ပုံပန်းတန်တန်တွေပြောင်းလာဓမ္မပြေသွားတော့ကအမျိုးသမီးကနေတရားကျင့်ပြီးဓမ္မပြေရောက်သွားလို့အမျိုးသမီးဖြစ်မဲ့ကံမကုန်သေးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီသလေးဆံစားရင်ကနေပြီးတော့အမျိုးသမီးဖြစ်သွားအမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းသလေးဆံစားတဲ့အဆင့်ရောက်တဲ့အခါကျတော့အမျိုးသားဖြစ်သွားတယ်ဟောခုနတုန်းကလှမလှရင်ကွဲတာအခုကျတော့အမျိုးသားအမျိုးသမီးဆိုပြီးတော့စိုက်ကကွဲသွားပြန်အဲ့ဒီအချိန်မှာစပြီးတော့လူလောကဟာစိုက်မတူတာပေါ်လာမတူတာပေါ်လာတဲ့အချိန်ကျတော့ဘာတွေဖြစ်ကုန်လို့ဆိုတော့ဟုတ်လားအမျိုးသားအမျိုးသမီးတွေလိင်ကိစ္စတွေရှော့ကုန်တယ်ပေါ့ဒါပဲအဲ့ဒါလို့ဖြစ်လာတဲ့အနေအထားမျိုးရောက်သွားတယ်နောက်ပိုင်းကျအစာတွေစားရင်နဲ့လူလောကကြီးဟာတဖြည်းဖြည်းရှုပ်ထွေးလာလို့အမျိုးသားအမျိုးသမီးကိစ္စတွေဖြစ်လာတဲ့အခါကျတော့တော်များများကဒီကိစ္စကိုလက်မခံကြဘူးသိထူးဆန်းနေတယ်တရားလက်မခံနိုင်သည့်အတွက်ကြောင့်ခဲနဲ့ပြစ်ကြာနဲ့ပြစ်ရှိတာတွေနဲ့ကောက်ပြစ်ကြတယ်ပေါ့ရှိတာတွေနဲ့ကောက်ပြီးတော့ကဲ့ရဲ့ရှုပ်ချပြီးတော့ပြစ်ကြတာအဲ့ဒါကိုအကြောင်းပြုပြီးတော့တဲ့ဒီကနေ့ခေတ်မှာမင်္ဂလာဆောင်အိမ်ခဲနဲ့ထုတယ်ဆိုတဲ့ဟာဘာကြောင့်ထုတယ်ဆိုတာမသိပဲနဲ့အခုထုနေကြတာရှိသေးတယ်ပေါ်တော်ရွာတွေမှာရှိသေးတယ်ဒီအစင်လာလို့ဆိုတယ်နောက်ပိုင်းကျတော့ဒီကိစ္စတွေဖုံးကွယ်ဖို့ဆိုပြီးတော့အိမ်တွေပါတွေဆောက်လာကြတယ်ငါကတော့အိမ်တို့ဘာလို့လိုအပ်တာမဟုတ်ဘူးလေဒီလိုနေကြတာပဲနောက်ဆုံးမှာအိမ်တွေပါတွေဆောက်လာကြတယ်အဲ့တော့လူလောကဟာခဏခေတ်ပုံစံတစ်ဖြည်းဖြည်းရောက်လာတယ်လို့ဒီလိုဆိုတာဘာကြောင့်ရောက်လာတော့လို့တရားခံရှာပြီးတော့ကြည့်မယ်ဆိုရင်နံပါတ်1ကအစာစားလို့တဲ့တဏှာနံပါတ်2ကလှသူနဲ့မလှသူကွဲသွားတာကိုအကြောင်းပြုပြီးမာမာနဟောနောက်ပြီးတော့ကာမရာဂဒါတွေကြောင့်မလို့ဒီအခြေအနေတွေရောက်လာအဲ့တော့ရောက်လာတဲ့အခါနောက်ပိုင်းဘာတွေဖြစ်လာတော့လို့ဆိုတော့တလေးစဘာတွေကလည်းပဲအခွန်တွေထက်လာဖွဲတွေလည်းပါလာခူးတဲ့နေရာနောက်ထပ်ပြန်မပေါ်တော့ဘူးလူတွေကလည်းပဲခါတိုင်းဆိုလို့ရှိရင်မနေ့စာဆိုရင်စားကျင်တဲ့အချိန်လေးမှာသွားယူပြီးတော့စားလိုက်တယ်အခုစားကျင်တော့အခုသွားစားလိုက်တယ်နေဖို့ညဆိုတာတိတ်ထားတာမလုပ်ဘူးနောက်ပိုင်းကျတော့ပြင်းတဲ့လူတွေကမလုပ်တော့ဆိုရင်ခဏခဏအစာတစ်ပင်ကိုသွားမနေတော့ဘူးတလေးပင်ရှိရကိုသွားမနေတော့ဘူးဆိုပြီးတော့အပိုးတွေယူလာပြီးတော့တိတ်ထားတဲ့အလေးချင်းတွေပေါ်လာအဲ့တော့ပစ္စည်းပိုင်ဆိုင်ခြင်းတဲ့ဟာတွေပေါ့ပိုင်ဆိုင်မှုတွေကိုလှုပ်ချင်တဲ့ဒီတဏှာတွေပေါ်လာတော့ तू ကအပိုးခူးလာပြီးတော့တိတ်နေမနေ့စာသွားစားရင်ကနေပြီးညနေစာဖို့ဆိုယူလာခဲ့တဲ့အပိုးဒါလည်းမကဘူးနောက်တစ်ရက်စာအတွက်နောက်2ရက်စာအတွက်3ရက်စာအတွက်4ရက်စာအတွက်တစ်ပတ်စာအတွက်ဆိုပြီးယူလာကုန်ကြကျန်တဲ့လူတွေကလည်းသူ့အတူယူပြီးတော့ तू ကလည်းတစ်ရက်စာငါလည်း2ရက်စာ तू ကလည်းတစ်ပတ်စာငါလည်းတစ်ပတ်စာနဲ့ယူကုန်ကြအဲ့ဒါလို့ယူလာတဲ့အခါကျတော့တလေးပင်တွေကလည်းပဲလူတွေအကျင့်ပြတ်တာကိုလိုက်ပြီးတော့တလေးပင်တွေကလည်းအကျင့်ပြတ်ကုန်ရောလွယ်လွယ်နဲ့ပြန်ပြီးတော့တီးမပေးတော့ဘူးတဲ့အဆန်းလေးမှာအပေါ်ကနေပြီးတော့
အခွန်တွေထက်လာတယ်ဖွဲတွေထက်လာတယ်ယူတဲ့နေရာမှာရုတ်တရက်ပြန်ပြီးတော့အစားမထိုးတော့ဘူးအဲ့ဒီလိုအခြေအနေစိုးတွေဖြစ်လာဒါတွေမကဘူးနောက်ပိုင်းကျတော့ဘာဖြစ်လာတော့ဆိုတော့လူတွေကဒီလိုယူပြီးတော့တိမ့်ထားတဲ့အလေးချင်းတွေပေါ်လာတဲ့အခါကျတော့ကဲဒါကမင်းအပိုင်းဒါငါအပိုင်းဆိုပြီးတော့အပိုင်းခွဲပြီးတော့ share လုပ်ပြီးပိုင်ဆိုင်မှုတွေလောက်လာကြပြန်ပိုင်ဆိုင်မှုဆိုတာကြည့်လေဒါငါအတွက်ဆိုကိုကျိုးရှာတဲ့စိတ်ပဲလေဒါငါအတွက်မင်းနဲ့မဆိုင်ဘူးဆိုရဲအဲ့ဒီစိတ်ဓာတ်တွေဝင်လာတဲ့အခါကျတော့ဘာဖြစ်လာတော့အပိုင်းတွေခွဲလာတဲ့အခါကျတော့အဲ့ဒီထဲမှာအကျင့်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်အပိုင်းကိုမယူဘဲနဲ့ကိုယ်အပိုင်းကိုကာကွယ်တဲ့အနေနဲ့သူများအပိုင်းကနေတိတ်တဆိတ်ခိုးတယ်။ခိုးတာပါလား။နော်ကိုယ်အပိုင်းကဟာကုံသွားမှဆိုတာနဲ့သူများအပိုင်းကဟာခိုးယူလိုက်။ခိုးယူလိုက်တဲ့အခါကျတော့ဟာမင်းဘာလုပ်တာတော့ဆိုခိုးတာဆိုတာသိတော့ပြစ်တင်ရှုတ်ချကြတာပေါ့မင်းမတော်ဘူးမဟုတ်တာလုပ်တယ်မဟုတ်တာလုပ်တယ်တစ်ချိန်လည်းအဲ့လိုပြောနှစ်ချိန်လည်းပြောသုံးချိန်မြောက်ခိုးတဲ့အခါကျတော့ဝိုင်းရိုက်ကြတယ်နှက်ကြတယ်ပါလာတယ်ကြည့်ခိုးမှုပေါ်လာတယ်ရိုက်မှုနှက်မှုတွေပေါ်လာတယ်ထုတ်ဓာတ်တွေကိုင်းလာကြတယ်အဲ့ဒီကြတော့အဖြည်းဖြည်းဒါလူလောကကြီးကဒီလိုလာတာဒါ evolution လို့ပြောလို့မရဘူးလေဆိုးရုပ်လားပထမဆုံးကတကယ်လူသားတွေဟာတကယ်အစစ်မြင့်တဲ့ဗြဟ္မာတွေလူကောင်းကင်ဘုံမှာကောင်းကင်ပြန်ပြီးတော့နေနိုင်တဲ့ကိုရောင်ကိုဝါနဲ့နေနိုင်တဲ့လူတွေကတဖြည်းဖြည်းပါဝါတွေရော့ကျပြီးတော့အစစ်နှိမ့်လာအဲ့ဒီပုံစံမျိုးဖြစ်လာတယ်အဲ့ဒီလိုခိုးမှုတွေပေါ်လာတဲ့အခါကျတော့လူတွေကတိုင်ပင်ဆွေးနွေးကြတယ်ဒီတိုင်းဆိုရင်တော့မဖြစ်တော့ဘူးတို့မှာအုပ်ချုပ်တဲ့လူရှိဖို့လိုလာပြီဆိုပြီးအဲ့ဒီထဲမှာပညာလည်းအရှိဆုံးအရေးချင်းလည်းရှိဆုံးစိတ်ကောင်းလည်းအရှိဆုံးရုပ်လည်းအချောဆုံးဆိုတဲ့အုပ်ချုပ်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုရွေးကြတယ်ရွေးပြီးတော့သူဘာပြောတော့ဆိုရင်အေးအပြစ်လုပ်လို့ရှိရင်အပြစ်ကိုဒီပုဂ္ဂိုလ်ရဲ့အပြစ်ကိုဖော်ထုတ်ပါဖော်ထုတ်ပြီးတော့အပြစ်ဒဏ်ပေးပါနှင်ထုတ်ပါဆိုတဲ့ဒီလုပ်ငန်း၃ရပ်ကိုအမိန့်ချပြီးတော့လုပ်နိုင်ဖို့ဆိုပြီးတော့ပုဂ္ဂိုလ်တယောက်ကိုဝိုင်းပြီးတော့လူကြီးအရာတင်မြောက်ကြအဲ့ဒါကိုမဟာသမ္မတလို့ခေါ်လူတို့တွေကနေဝိုင်းပြီးတော့တင်မြောက်လိုက်လို့သမ္မတလူတွေကသမုတ်ထားတဲ့မင်းဆိုတာအဲ့တော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကအဲ့ဒီချိန်ကစပေါ်လာဒါမင်းရဲ့အစပဲအဲ့ဒီပုဂ္ဂိုလ်ကိုသမ္မာခီယတဗံခီယအပြစ်ကိုဖော်ထုတ်နိုင်တာကိုဖော်ထုတ်ပါသမ္မာဂရဟိတဗံဂရဟအပြစ်ဒဏ်ကိုချမှတ်တဲ့တာချမှတ်ပါသမ္မာပပ္ပဇနိယံပပ္ပဇနှင်ထုတ်เสียရှိရင်နှင်ထုတ်ပါလူအတိုင်းဝိုင်းတဲ့လူဆိုးတွေမကောင်းတဲ့အကျင့်ပြတ်တဲ့လူတွေမထားပါနဲ့ဆိုပြီးတော့တာဝန်ပေးခံရတဲ့ပုဂ္ဂိုလ်ကိုမဟာသမ္မတလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ကဒီလုပ်တွေလုပ်နေသည့်အတွက်ကြောင့်သူ့အတွက်အစာရေးစားခက်ခဲမှာဆိုလို့လူတို့ကထောက်ပံ့တဲ့အနေနဲ့သူ့ကို10ဘုံတစ်ဘုံအခွန်အခပေးမယ်လို့အားလုံးက promise လက်ကပေးပြီးငှားတဲ့သဘောပေါ့နော်သူ့ကိုလူတွေကနေပြီးတော့10ဘုံတစ်ဘုံသူ့ကိုပေးပါမယ်ဒီလုပ်ကိုလုပ်ပါဆိုပြီးတော့တယောက်ကိုတင်မြှောက်လိုက်တာအဲ့ဒီကစပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာဆိုတာစပေါ်လာတာတဲ့ဒါလူသမိုင်းအစမှာအဲ့လိုပေါ်လာတယ်အဲ့ဒီလိုလူတွေဟာအကျင့်ပြစ်လာလို့အုပ်ချုပ်ရတဲ့အတိုင်းအတာပြစ်ဒဏ်ပေးရတဲ့အတိုင်းအတာတစ်ခုဖြစ်လာတဲ့အခါကျတော့လူတော်လူကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကအေးလူလောကကြီးတော့မကောင်းတော့ဘူးဘာဒီမကောင်းတာတွေတော့ဆေးကြောပြီးတော့မျောပြစ်မှပဲတို့တွေလူအတိုင်းဝိုင်းတော့မနေတော့ဘူးတောထဲမှာနေပြီးတော့ကိုယ့်ဘာကိုလွတ်လွတ်လပ်လပ်တရားကျင့်တော့မယ်လို့ထွက်သွားတဲ့ပုဂ္ဂိုလ်တွေကတအုပ်စုဖြစ်လာတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဗြဟ္မဏလို့ခေါ်လာခဲ့မကောင်းမှုတွေကိုမျောမယ်ဆိုပြီးတော့ထွက်သွားတဲ့ပုဂ္ဂိုလ်
တိုင်းပြည်အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုတော့ခတ္တိယလို့ခေါ်တယ်မကောင်းမှုတွေကိုဖြူစင်အောင်လုပ်မယ်မျှောချမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုဗျမနလို့ခေါ်တယ်အေးတို့တွေကတော့လူအတိုင်းဝိုင်းနဲ့မထွက်နိုင်ဘူးအိမ်တော်သားမွေးဘဝနဲ့ပဲအယောင်းဝယ်စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ပြီးတော့သားကျွေးမှုမယားကျွေးမှုနဲ့နေမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဝိတ္တပုံဒီမျိုးရိုးတစ်ခုဖြစ်လာနောက်ကြံတဲ့ပုဂ္ဂိုလ်တွေကကြာပန်းလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကလည်းပေါ်လာတယ်ဟောအဲ့တော့လူလောကမှာအဆင့်တန်းကဒီ၄မျိုးဖြစ်လာတယ်အဲ့ဒီအဆင့်တန်း၄မျိုးဖြစ်လာတယ်အဲ့ဒီအဆင့်တန်း၄မျိုးဖြစ်လာတယ်ဆိုတာကတဘာဝအတိုင်းသူတို့လုပ်ရက်ပေါ်မှာကြည့်ပြီးတော့ခေါ်လာတာသို့တော့နောက်ပိုင်းကျတော့ကိုချင်းတရားနဲ့လူရဲ့အဆင့်တန်းကိုမတတ်မှတ်တော့ဘဲနဲ့အဲ့ဒီလူတွေရဲ့မျိုးရိုးအစဉ်အဆက်ကိုအခြေပြုပြီးတော့အနိုင်အမြင့်ကိုတတ်မှတ်လာခဲ့ကြတယ်ဒါကြောင့်မို့စက်ခွဲခြားမှုစနစ်ဆိုတာကဘာကြီးမှာပေါ်ထွန်းလာခဲ့ပြီးတော့ကိုချင်းတရားဆိုတာပျောက်ကွယ်လူနေပါဖြစ်သွားရတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဒါကဘာဥဆိုတာကနှစ်သန်းပေါင်းများစွာသိရှိကြအခုခေတ်ပြောနေကြတဲ့သိပ္ပံဆရာကြီးဒါဝင်ရဲ့ evolution theory လို့ဆိုတာသူ့ရဲ့စာအုပ်က The Descent of Man နဲ့လူသားတွေဟာတဲ့နှိမ့်ကြတဲ့မျိုးရိုးတစ်ခုကနေပြီးတော့တဖြည်းဖြည်းမြင့်တက်လာတယ်အခုဗမာတွေသိနေကြတဲ့အတိုင်းမြောက်ကလူဖြစ်တယ်ဆိုတာမျိုးပေါ့လေသူကတော့မြောက်ကလူဖြစ်တယ်လို့တိုက်ရိုက်ပြောတာတော့မဟုတ်ပါဘူးနှိမ့်ကြတဲ့ species ပေါ့နှိမ့်ကြတဲ့သရဝါတွေကနေတဖြည်းဖြည်းလူဖြစ်လာတယ်ဆိုသူကအထောက်ထားပြတာဘယ်လောက်ကြောင်ပြတော့ဆိုကဘာမှာလူတွေအခုလိုတန်ပေါင်းများစွာပထမဆုံးကလူတွေဟာဗြဟ္မာတို့နေလာခဲ့တဲ့ကိုရောင်ကိုဝါနဲ့ကိုပိုင်ညာကိုရောင်ကိုဝါနဲ့ပီတိကိုစားပြီးကောင်းကင်မှာသွားနေတဲ့အဆင့်ကနေတဖြည်းဖြည်းလိမ့်ကျလာပြီးနောက်ဆုံးလူမျိုးနွယ်တွေဟာဒီစင်းစင်းရဲရဲနဲ့တောကြီးမြက်မဲမှာနေထိုင်ကြပြီးတန်ပေါင်းများစွာနောက်ကျပြီးတဲ့အခါမှာအဲ့ဒီလူတွေရဲ့အယိုးကိုချိပြီးတော့မှသူကဆုံးဖြတ်တယ်လူတွေရဲ့အယိုးရတော့အဖြစ်သူဆုံးဖြတ်တဲ့လူအယိုးကလည်းအာဖရိကလူတွေရဲ့အယိုးဆိုအာဖရိကလူတွေကြည့်ကြည့်ပေါ့ဒီကနေ့ခေတ်ကအာဖရိကလူပဲကြည့်အောင်ပေါ့အဲ့တော့ဒီသူပြောတဲ့ evolution theory ဆိုတာသိနောက်ကျသွားတယ်ရသော်ဘုရားကနှစ်သန်းပေါင်းများစွာသူ့နဲ့စောပြီးတော့တကယ်ကဘာဥအကျဆုံးကိုဒေဝစကုဉာဏ်နဲ့ကြီးပြီးတော့ဟောထားတဲ့တရားဒီတရားဘုရားကိုယ်တိုင်လူသားတွေကထောက်လန်းလို့မမီနိုင်တဲ့ဝေးလံတဲ့အတိတ်ကာလကိုမှန်းမြော်ပြီးတော့ကြည့်ပြီးတော့မြတ်စွာဘုရားကတေချာမြင်ပြီးတော့ဟောထားတဲ့တရားတဲ့ဒါအခင်ညတုတ်မှာဒီလိုဟောထားတယ်နော်ဒါကဘာဥလူသားတွေရဲ့အစလို့ပြောအဲ့ဒီကနေပြီးတော့လူသားတွေဟာဒီကနေ့ခေတ်လူပုံစံအတိုင်းတစ်ဖြည်းဖြည်းရောက်လာတယ်ပြောင်းလာတာကရာသီဥတုပြောင်းလဲမှုတို့အစာရေစာပြောင်းလဲမှုတို့ဒီလိုပုံစံတွေနဲ့ရောက်လာကြတယ်အဲ့တော့ရောက်လာတဲ့လူသားတွေရဲ့ဒီအခြေအနေတစ်ခုဟာနောက်ဆုံးမှာဘယ်လိုဖြစ်သွားတော့ဆိုတော့သူရဲ့အဆင့်အတန်းခွဲခြားမှုသည်ကိုချင်းတရားနဲ့မဆိုင်တော့ပဲနဲ့မျိုးရိုးနဲ့အခြေခံပြီးတော့လူအဆင့်တန်းကိုခွဲတယ်ဘယ်မျိုးရိုးကမွေးလာလို့ရှိရင်လူကောင်းဘယ်မျိုးရိုးကမွေးလာလို့ရှိရင်လူညံ့လို့မျိုးရိုးကိုကြည့်ပြီးတော့လူတော်လူကောင်းနဲ့လူညံ့ကိုခွဲလာတာခွဲလာသည့်အတွက်ကြောင့်သူကတော့မင်းမျိုးမင်းနွယ်ဖို့အဆင့်မြင့်တယ်သူကဗြဟ္မဏမျိုးနွယ်ဖို့အဆင့်မြင့်တယ်သူကတော့သုဒ္ဓမျိုးမို့ဝိတ္တမျိုးမို့အောက်တန်းကြတယ်ဆိုတဲ့ဒီအယူဆတွေကကဘာကြီးမှာလွှမ်းမိုးနေတယ်ဒီကနေ့ခေတ်တောင်မှတရားကရှိနေတော့မှကြည့်ဘလောက်ခိုင်မြဲတယ်ဆိုတာနော်ဒီအယူဆတရားဟာလူတွေရဲ့အစဉ်အလာတစ်ခုတည်းရောက်လာလို့ရှိရင်ပယ်ဖြတ်ဖို့လွန်ခက်တယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကမြတ်စွာဘုရားကဟောပြီးတော့တုတ်တန်မြောင်များစွာဟောထားတဲ့ထဲမှာဒီဇဝါဒကိုတိုက်ဖြတ်ပြီးတော့မြတ်စွာဘုရားဟောထားတယ်စခွဲခြားမှုစနစ်ကိုမြတ်စွာဘုရားကမလိုလားဘူး
ကမ္ဗုနာဝတ္တလောဟောတိကမ္ဗုနာဟောတိဗြဟ္မနောနသစ္စာဝတ္တလောဟောတိနသစ္စာဟောတိဗြဟ္မနောတဲ့လူတော်လူကောင်းဆိုတာမျိုးစားနဲ့မဆိုင်ဘူးလူယုံမှာဆိုတာလည်းမျိုးစားနဲ့မဆိုင်ဘူးကိုလှုပ်တဲ့အလုံးနဲ့သာဆိုင်တယ်လို့မြတ်စွာဘုရားကဒီလိုဟောထားတယ်အဓိကကိုချင်းတရားပဲတဲ့ကဲကြည့်လေလောကမှာလူသားတွေကိုကြည့်ကြည့်လူသားတွေကိုကိုချင်းတရားနဲ့ခွဲရမယ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်ဆန်းဝင်ကပဲဖြစ်ဖြစ်ဘယ်ဆင့်တန်းကလာတာပဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ်မြို့သားပဲဖြစ်ဖြစ်တထေးသားပဲဖြစ်ဖြစ်ဆင်းရဲသားပဲဖြစ်ဖြစ်သရောင်းသားပဲဖြစ်ဖြစ်လူချမ်းသာပဲဖြစ်ဖြစ်ယာဓုရှိတဲ့လူပဲဖြစ်ဖြစ်ယာဓုပဲ့တဲ့လူပဲဖြစ်ဖြစ်ဒုစရိုက်10ပါးကိုကျွလွန်သလားသူစရိုက်တရားကိုကျင့်သုံးသလားဒါနဲ့ကြည့်ရဒုစရိုက်10ပါးကိုကျွလွန်နေတဲ့ပုဂ္ဂိုလ်ဆိုရင်လူရောက်မှာသူစရိုက်10ပါးကိုကျင့်သုံးနေရင်သူတော်ကောင်းမယ်ဟောလူရဲ့အစင်တန်းဟာကိုချင်းတရားနဲ့ပဲတတ်မှာဒါကြောင့်မို့သူများအသက်ကိုတတ်သလားသူများဥစ္စာကိုခိုးသလားသူတော်ဘာသားများကိုဖျက်ဆီးသလားကာယဒုစရိုက်နဲ့ပတ်သက်ဝစီဒုစရိုက်နဲ့ပတ်သက်ဖို့လိန်ပြောသလားတူနဲ့တူမတက်အောင်ခုံးတိုက်တတ်သလားဆဲတတ်ရေးတတ်သလားမဟုတ်တန်တရားတွေရှောက်ပြောတတ်သလားဟောဝစီဒုစရိုက်နဲ့ပတ်သက်တခါမနောဒုစရိုက်နဲ့ပတ်သက်လာရင်သူများပစ္စည်းတွေကိုရလို့မှုနဲ့စိတ်ကူးတတ်သလားသူတစ်ပါးတွေပြက်လို့ပစ္စည်းကြောင့်စိတ်ကူးတတ်သလားကံကံရဲ့အကျိုးကိုလက်မခံတဲ့မှားယွင်းတဲ့အယူဝါဒရှိသလားဟောဒီဒုစရိုက်တရားတွေကိုလက်ခံထားလို့ရှိရင်မင်းမျိုးပဲဖြစ်ဖြစ်ပုံနာမျိုးပဲဖြစ်ဖြစ်သူကျွဲမျိုးပဲဖြစ်ဖြစ်ဟုတ်လားဟောဘယ်လိုအမျိုးအစားကပဲဖြစ်ဖြစ်ပညာတတ်ကြီးပဲဖြစ်ဖြစ်တထေးသားပဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ်မြို့သားပဲဖြစ်ဖြစ်ဒုစရိုက်10ပါးကျွလွန်လို့ရှိရင်လူရောက်ပဲမြတ်စွာဘုရားကိုချင်းတရားနဲ့တတ်မှတ်တာနော်ဘာမှမဆိုင်ဘူးကဲလူတရားဟာသူများအသက်ကိုတတ်ခြင်းကရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်သူတော်ဘာသားမယားပြစ်မှားခြင်းမှရှောင်တယ်ကိုချင်းတရားဘယ်တော့မှလိမ်မပြောဘူးမှန်တာပဲပြောတယ်ဘယ်တော့မှခုံးမတိုက်ဘူးတုံးနဲ့တူတဲ့အောင်သာဟောပြောပေးတယ်ဘယ်တော့မှမဆဲဘူးကျင်နာတဲ့စကားကိုသာပြောတယ်ဘယ်တော့မှမဟုတ်တန်တရားတွေမပြောဘူးမှန်တာကိုသာပြောတယ်အကျိုးရှိတာကိုသာပြောတယ်သူတစ်ပါးပစ္စည်းဥစ္စာကိုလည်းရလို့မှုနဲ့ဘယ်တော့မှမတွေးဘူးသူတစ်ပါးကိုပစ္စည်းလိုမှုနဲ့မနာလိုပြီးတော့ဘယ်တော့မှစိတ်ဆိုးစိတ်မိုက်မထားဘူးကံကံ၏အကျိုးကိုလည်းဘယ်တော့မှမငြင်းပယ်ဘူးဆိုတဲ့အမြင်မှန်ရှိတယ်ဟောဒီလူဟာဘာမျိုးရိုးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ် educated ပဲဖြစ်ဖြစ် uneducated ပဲဖြစ်ဖြစ်ဘယ်လိုယာရုရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယာရုမဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီပုဂ္ဂိုလ်ကလူတော်လူကောင်းမြတ်စွာဘုရားဒီတောက်တာမှာဒီလိုဟောတယ်နော်လူတော်လူကောင်းဆိုတာစံကဒါပဲရှိကိုချင်းတရားကိုချင်းတရားကောင်းလို့ရှိရင်လူကောင်းကိုချင်းတရားမကောင်းရင်လူမကောင်းဘူးတချို့ကြတော့မဟုတ်ဘူးလေပတ်စံရှိသည့်အတွက်ကြောင့်လှုပ်ချင်တာလှုပ်လို့ရတယ်လို့ဖြစ်မဟုတ်ဘူးအဲ့ဒါပြောနော်အဲ့တော့မြတ်စွာဘုရားကဓမ္မောဟိဝတိထသစ္ထောစနေတတမေဒိဋ္ဌေဝဓမ္မေအဘိတံပရာယံသဝတိထမြတ်စွာဘုရားနဲ့စကားပြောနေတဲ့ပုဂ္ဂိုလ်ဘုရားကဝတိထလူလောကမှာဓမ္မသာလင်အမြတ်ဆုံးပဲအခုခေတ်ပဲဖြစ်ဖြစ်နောက်တစ်ခေတ်မှာပဲဖြစ်ဖြစ်ကိုချင်းတရားသာလင်အမြတ်ဆုံးလူရဲ့အဆင့်တန်းဟာကိုချင်းတရားပေါ်မှာတည်တယ်အဲ့တော့ဒီဟာအခြေခံကိုချင်းတရားကောင်းတဲ့လူသားတွေတဲကနေပြီးတော့ဒီအခြေခံကိုချင်းတရားတဲ့အဆင့်မြင့်ပြီးတော့မလုပ်နိုင်နေတယ်လေကြည့်လိုက်မယ်ဆိုရင်အခြေခံကိုချင်းတရားကောင်းပြီးတော့ဒီတဲ့အဆင့်မြင့်တာမလုပ်လဲဆိုရင်သီလကိုတိုးမြင့်တယ်သမာဓိတရားတွေကိုတိုးမြင့်လိုက်တယ်နောက်ဆုံးမှာဘောဓိပက္ခိယတရား38ပါး
တတိပဋ္ဌာန်တရားကိုပွားများအထုတ်ခြင်းဖြင့်တတိတရားကိုတိုးပွားစေတယ်တမ္ပပဋ္ဌာန်တရားတွေမိမိခန္ဓာကိုယ်မှာတည်ဆောက်ပေးခြင်းဖြင့်တမ္မာဝါယာမဆိုတဲ့တရားကိုတိုးပွားစေတယ်မဂ္ဂင်၈ပါးအကျင့်တရားတွေကိုတိုးမြင့်ပြီးတော့သမထဝိပဿနာကျင့်စဉ်တွေကျင့်လို့အဆင့်မြင့်တဲ့ဒီကာမတက္ကတာတမ္မာဒိဋ္ဌိတွေပို့ပြီးတော့အဆင့်မြင့်ပြီးတော့တက္ကာယဒိဋ္ဌိလို့ဆိုတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှားယွင်းနေတဲ့အမြင်တစ်ခုကိုဖယ်ရှားလို့သင်္ခါရတရားတွေထာဝရမြဲတယ်ဆိုတဲ့အထင်ချမ်းသာတယ်ဆိုတဲ့အယူအဆသင်္ခါရတရားတွေဟာခိုင်မာတယ်ကိုယ်အတိုင်းဖြစ်တယ်လို့ဆိုတဲ့လွဲမှားတဲ့အတွေးတွေအဲ့ဒါတွေအားလုံးကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့အသိဉာဏ်နဲ့အားလုံးဖယ်ရှားပြီးတော့ဘောဂိပက္ခိယတရား38ပါးကိုပြီးပြီးပြင်းပြင်းကျင့်သုံးလိုက်လို့နောက်ဆုံးမဲ့အစဉ်စဉ်ဖို့အစဉ်စဉ်နဲ့နောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီးဘဝတန်ရောစဉ်တွေအားလုံးကုန်ပြီးတော့အတွေ့အတာမရှိလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီဓမ္မထီအောင်စိုက်ထီသွားလို့ရှိရင်တော့ဒါကလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ပဲရသော်ဗျာအမြတ်ဆုံးပုဂ္ဂိုလ်ဆိုတာဒီပုဂ္ဂိုလ်ကိုခေါ်တယ်ဓမ္မကိုအထွတ်တိတ်ရောက်အောင်ကျင့်ဆုံးနိုင်တဲ့ပုဂ္ဂိုလ်ဒီအမြတ်ဆုံးပုဂ္ဂိုလ်အဲ့တော့အခြေခံသီလကနေစပြီးတော့သမာဓိဆိုတဲ့ကျင့်စဉ်တွေကျင့်မယ်သမာဓိကျင့်စဉ်ကနေပြီးတော့တစ်ဆင့်ဝိပဿနာပညာဆိုတဲ့ကျင့်စဉ်တွေကိုကျင့်မယ်ကျင့်စဉ်တွေကျင့်သည့်အတွက်ကြောင့်အမှန်ကန်သိမြင်ပြီးတော့ခုနကပြောရတဲ့တဏှာတွေကြောင့်လူတွေကနှိမ့်ကြတာမာနတွေကြောင့်နှိမ့်ကြတာကာမရာဂတွေကြောင့်နှိမ့်ကြတာအဲ့ဒီလူတွေနှိမ့်ကြခြင်းရဲ့အကြောင်းဖြစ်တဲ့တဏှာမာနဒိဋ္ဌိစတဲ့ဒီကိလေသာတရားဆိုးတွေအလုံးကိုဖယ်ရှားပြီးတော့နောက်ဆုံး